CEO ကလွန်ခဲ့တဲ့10နှစ်ကသူမွေးစားခဲ့တဲ့ကောင်မလေးကိုချစ်မိသွားပါတယ်မူးနေတာကိုအခွင့်ကောင်းယူပြီးသူတို့နှစ်ယောက်အတူရှိခဲ့ကြပါတယ်3မိနစ်လောက်ကြာတော့ CEO ကအိပ်ပျော်မင်းမျောသွားပါတယ်သူနိုးလာတဲ့အခါမျက်နှာပူစရာမဖြစ်ရအောင်ကောင်မလေးကသူ့ကိုအဝတ်စားတွေတိတိကျကျဝတ်ပေးပြီးကိုခန်းကိုတိတ်တဆိတ်ပြန်လာခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲသူမရဲ့အိမ်မက်တွေထဲမှာ CEO ရဲ့ပုံရိပ်တွေလွှမ်းမိုးနေခဲ့ပါတယ်လက်နိုးလာပြီးနောက်တခုခုတော့မှားနေပြီဆိုတာကိုကောင်မလေးသတိထားမိလိုက်ပါတယ်ရက်အနှဲငယ်လောက်ရှောင်ပုံးနေဖို့အစီအစဉ်နဲ့သူမအထုပ်ပိုးတွေကိုကြပြကြရပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့သူမအခန်းထဲကမထွက်နိုင်ခင်မှာပဲ CEO ကအတင်းဝင်ရောက်လာခဲ့ပါတယ်သူမရဲ့လေပင်ကအမှတ်သားတွေကိုသတိထားမိသွားပြီးဘယ်ကြောင့်ဖြစ်ရတာလဲဆိုတာပြောဖို့တောင်းဆိုပါတော့တယ်မနေ့ညကဖြစ်ပျက်ခဲ့တာတွေကို CEO မေ့သွားပြီဆိုတာသိလိုက်ရတော့ကောင်မလေးကချင်းကြိုက်တာပါလို့လိန်ပြောလိုက်ပါတယ်ဒါပေမဲ့သူမလိန်နေမှန်း CEO ကရိပ်မိနေပါတယ်ဒေါသထွက်သွားပြီးအဲ့ဒီလူယုံမာကဘာတူလဲဆိုတာကိုသူမဖွင့်ပြောလာတဲ့အထိအင်ကြီးထဲမှာပဲပိတ်လောင်ထားဖို့အိမ်တော်ထင်းကိုအမိန့်ပေးလိုက်ပါတယ်ကောင်မလေးစိတ်တူဒေါသထွက်သွားပြီး CEO အမျက်နှိုးဆုံးပန်းအိုးကိုရိုက်ခွဲပစ်လိုက်ပါတယ်အိမ်တော်ထင်းအာယုံလွတ်သွားတဲ့အချိန်မှာပဲအခန်းထဲကနေတိတ်တဆိတ်ထွက်ပြေးခဲ့ပါတယ်ပြီးတော့ CEO ရဲ့ကုမ္ပဏီစနစ်ကိုဟက်ကာဒေါ်လာ1ဘီလီယံတိုက်ရိုက်ဆုံးရှုံးအောင်လုပ်လိုက်ပါတယ်သတင်းကြတာနဲ့ CEO ကအိမ်ကိုချက်ချင်းပြန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ကောင်မလေးဟာကိုရန်တော်ရဲ့ဖန်စီကျူတုတ်တာကိုခံထားရပါပြီ CEO ကသူမကိုအပြစ်ပေးလိုက်မယ်လို့ထင်ထားပေမဲ့အမျိုးသားကကြိုးတွေကိုဖြေပေးုံတာမကသူမကိုရင်ခွင်ထဲပွေ့ဖက်ပြီးအစာစားဖို့အောက်ထပ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်သူမပေါ်ထားတဲ့ CEO ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးကောင်မလေးစဉ်းစားရခက်နေခဲ့ပါတယ်တနေ့မှာတော့ CEO ရဲ့သဘောဆန္ဒကိုစန့်ကျင်ပြီးသူမရဲ့တငယ်ချင်းနဲ့အတူညစာစားပွဲတစ်ခုကိုတိတ်တခိုးတက်ရောက်ခဲ့ပါတယ်မထင်မှတ်ပဲအဲ့ဒီပွဲကိုဦးစီးကျင်းပသူက CEO ဖြစ်နေပြီးကောင်မလေးကိုအမြဲတမ်းမနာလို့ဖြစ်နေတဲ့ညံ့ညားတဲ့အမျိုးသမီးနဲ့သူ့တော်လဲအဲ့ဒီမှာရှိနေကြပါတယ်အဲ့ဒီအတော်လို့သူက CEO ကိုမြှုပ်ဆွဲဖို့စူးစမ်းပေမဲ့သူ့မှာချစ်သူရှိကြောင်းနဲ့အနီရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးတွေကိုမကြိုက်ကြောင်းသူကပြောလိုက်ပါတယ်ပြီးတော့သူမကိုပွဲထဲကနေမောင်းထုတ်ဖို့ကိုရန်တော်တွေကိုခိုင်းလိုက်ပါတယ်ဒါပေမဲ့ကောင်မလေးကလည်းအနီရောင်ဝတ်စုံကိုဝတ်ဆင်ထားတာဖြစ်နေပါတယ်အဲ့ဒီအခိုက်အတန့်မှာညံ့ညားတဲ့အမျိုးသမီးကရှေ့ထွက်လာပြီးကောင်မလေးကိုလက်ညှိုးထိုးကသူမကိုလည်းမောင်းထုတ်တင်ကြောင်းဆွပြောပါတော့တယ်လူတိုင်းက CEO အနေနဲ့ကောင်မလေးကိုမောင်းထုတ်မယ်လို့ထင်ခဲ့ကြပေမဲ့သူကသူမရဲ့အလှကိုချီးကျူးလိုက်ပြီးသူမဟာသူ့ချစ်သူဖြစ်ကြောင်းလူသိရှင်ကြားကြေညာလိုက်ပါတယ်စိတ်လှုပ်ရှားမှုတွေများသွားပြီးကောင်မလေးကစိတ်တည်ငြိမ်အောင်လုပ်ဖို့နားနေဆောင်ဘက်ကိုအမြန်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့ညံ့ညားတဲ့အမျိုးသမီးကမနာလိုစိတ်ကြောင့်ယူမတက်ဖြစ်နေခဲ့ပါတယ်သူမကဒေါ်လာတန်း100တန်ဖိုးရှိတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကိုတမင်တက်တက်ရိုက်ခွဲလိုက်ပါတယ်ဒါဟာကောင်မလေးကိုအကွက်ဆင်ဖို့ကြိုးစားတာဖြစ်ပြီး CEO ဒေါသထွက်လာကကောင်မလေးနဲ့လမ်းခွဲလိုက်မယ်လို့သူမထင်ခဲ့တာပါမထင်မှတ်ပဲ CEO ကသူ့ကိုရန်တော်တွေကိုခေါ်ပြီးအခန့်ပွဲခန်းမထဲကရှေးဟောင်းပစ္စည်းတွေအားလုံးကိုရိုက်ခွဲပစ်ဖို့ခိုင်းလိုက်ပါတယ်ပြီးတော့သူကညံ့ညားတဲ့အမျိုးသမီးဘက်လှည့်ပြီးဆုံးရှုံးမှုအားလုံးအတွက်လျော်ကြေးပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီအချိန်ကျမှသူမမစတင်တဲ့လူကိုတွားဆမိလိုက်ပြီဆိုတာကိုသူမနားလေသဘောပေါက်သွားပါတော့တယ်